တဘာဝတရားကြီးဟာလှပတဲ့ပကြီးကားတစ်ချက်လိုပါပဲဒါပေမဲ့အဲ့ဒီပကြီးကားရဲ့နောက်ွယ်မှာတော့သူပြည့်စရာကောင်းတဲ့ရှင်သန်ခြင်းတိုက်ပွဲတွေများစွာရှိနေပါတယ်တင်ဟာမွေးဖွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲယာနဲ့ချီတဲ့သားသက်သမားတွေရဲ့ဝိုင်းထားခြင်းကိုခံရမယ်ဆိုရင်ဘာလို့မလဲဒီနေ့မှာတော့ကမ္ဘာအန်တွေရဲ့အရှိဆုံးနေရာတွေမှာတတဝါတွေဘလို့မျိုးအသက်လို့တိုက်ပွဲဝင်နေရတယ်လဲဆိုတာတင်းဆက်ပြီးသွားမှာပါတေချာတာတစ်ခုကတော့ဒီဗီဒီယိုကိုကြည့်ပြီးရင်တဘာဝတရားအပေါ်တင်းရဲ့အမြင်တွေပြောင်းလဲသွားပါလိမ့်မယ်ပထမဆုံးအနေနဲ့အိန္ဒိယသမုဒ္ဒရာထဲကဝေးလံခေါင်ဖျားတဲ့ကျွန်းစုတစ်ခုစီကိုတွားကြည့်ရအောင်ဒီမှာတော့ turn လို့ခေါ်တဲ့ပင်လယ်ဟစ်ကလေးတွေတိတ်နေချီပြီးဆူဝေးနေကြပါတယ်ဟဲ့ပေါက်ကလေးတွေဟာပြန်တန်းဖို့အခုမှစတင်နေတာပါသူတို့လေးတဲ့အတွက်ကောင်းကင်ဟာလုံခြုံရလို့ထင်ရပေမဲ့ရေအောက်မှာတော့ giant traveler လို့ခေါ်တဲ့ရေထောက်သားသက်သမားတွေကအနံ့ခံနေပါတယ်ဒီငါးတွေမှာမယုံနိုင်စရာဦးနှောက်ရှိပါတယ်သူတို့ဟာကောင်းကင်မှာပြန်တန်းနေတဲ့ငှက်ရဲ့အရှိန်အမြင့်နဲ့လမ်းကြောကိုတိတိကျကျတွက်ချက်နေပါတယ်ငှက်ကလေးတွေပြန်တန်းရင်ခဏလေးရေပြင်ကိုထိမိတာနဲ့ဝုန်းဆိုတဲ့အတန်နဲ့အတူဒီငါးကြီးတွေကရေပေါ်ကိုခုန်တက်ပြီးငှက်ကလေးတွေကိုတလုတ်တန်းနဲ့ဝါမျိုးပစ်လိုက်တာပါဒါဟာကောင်းကင်နဲ့ရေအောက်ကကြောက်စရာအကောင်ဆုံးထိတ်တိုက်သွေးဆုံမှုပါပဲအခုတခါမှာတော့ဘော်နီယိုကျွန်းရဲ့မစ်ကမ်းပါတွေစီကိုအလဲသွားကြမယ်ဒီမှာတော့ထူးဆန်းတဲ့နှာခေါင်းရှည်မြောက် proboscis monkey တွေရှိပါတယ်သူတို့ဟာအစားအစာတစ်တွေရှာဖို့မြစ်တစ်ဖက်ကံကိုမထစ်မနေကူရပါမယ်ဒါပေမဲ့မြစ်ထဲမှာတော့တိတ်တိတ်ကလေးစောင့်ဆိုင်နေတဲ့မိချောင်းကရှိနေပါတယ်မြောက်အုပ်စုတဲကမိခင်မြောင်မကြီးကတတိရှိရှိခုံဆင်းသွားချိန်မှာကြံတဲ့မြောင်ညာလဲအလွန်ပြီးကူရပါတော့တယ်အထူးသဖြင့်မိခင်ဖြစ်သူရေကူးနေချိန်မှာသူ့ကိုယ်ပေါ်မှာအသက်လူခွဲထားတဲ့မြောက်ကလေးရဲ့မျက်လုံးတွေကိုကြည့်ပါအဲ့ဒီမျက်လုံးထဲမှာကြောက်ရွံ့မှုတွေပြည့်နေပြီမဲ့ရှင်တန်ကျင်စိတ်ကတော့အတိုင်းကပ်အလုံးပါပဲမိချောင်းတွေရဲ့ဘေးအန္တရာယ်ကနေသူတို့အားလုံးလွတ်မြောက်နိုင်ပါမလားကျင်ပန်စီတို့ရဲ့အာနာလူပွဲနဲ့ဝမ်ဘိုလွေတို့ဤအစီအစဉ်တောရိုင်းဒလေဆန်လောကမှာလည်းလူသားတွေလိုပဲအာနာလူပွဲတွေတစ္ဆာဖောက်မှုတွေရှိပါတယ်ကျင်ပန်စီအုပ်စုရဲ့ခေါင်းဆောင်ဒီဗစ်ဟာသူ့ရဲ့အာနာကိုထိန်းသိမ်းဖို့စူးစမ်းနေပြီးမြဲငယ်ရွယ်တဲ့ကျင်ပန်စီတွေကသူ့ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်ဒါဟာယာဒူးတစ်ခုအတွက်ပေးဆက်ရတဲ့သွေးစွန်းတဲ့တန်ဖိုးတစ်ခုပါတစ်ဖက်မှာလည်းဝမ်ဘိုလွေဒီဟာနွားရိုင်းဘုတ်ထဲကသားငယ်လေးကိုမိခင်နဲ့လူစုခွဲဖို့ပါးနဲ့စွာအစီအစဉ်ချကြပါတယ်မိခင်နွားရိုင်းမကြီးဟာသူ့သားငယ်လေးကိုကာကွယ်ဖို့ဝမ်ဘိုလွေ၃ကောင်ကိုတကောင်တည်းရင်ဆိုင်နေရတဲ့မြင်ကွင်းကတော့မိခင်မေတာရဲ့ကြီးမားပုံကိုဖော်ပြနေတာပါပဲဒါကတော့ဒီဗီဒီယိုရဲ့အထူးခြားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းပါဂါလာပဂိုစ်ကျွန်းပေါ်မှာမွေးဖွားလာတဲ့အိုက်ခွာနာလေးတွေရဲ့ပထမဆုံးအသက်လူပြိုခွဲပါပဲသူတို့ဟာကြောက်ဆောင်တွေစီကိုရောက်ဖို့ယာနဲ့ချီတဲ့ razor snakes တွေကြားတဲ့ကနေဖြတ်ပြေးရပါတယ်အင်မတန်ခက်ခဲတဲ့ဘဝဆောင်ဝေးခွဲပါပဲသူအော်ဒိုင်လွတ်အောင်ပြေးမလားတေးမလားမွေတွေကအရက်မျက်နှာအနံ့ကနေဝိုင်းအောင်လာတဲ့အခါအိုင်ကွာနာလေးဟာကြောက်ရွံ့လို့ငြိမ်နေရင်အခွင့်အရေးကိုဆောင်ရပါတယ်နောက်ဆုံးမှာတော့မယုံနိုင်စရာကောင်းတဲ့အရှိန်နဲ့ခုံပြန်ပြေးလွှားပြီးမွေတွေရဲ့အန်တရာယ်ကြားကနေလွတ်မြောက်သွားတဲ့အခါကြည့်ရှုသူတိုင်းရင်ဘတ်ထဲကအလုံးကြီးကျသွားရပါတယ်ဒါဟာကမ္ဘာအကောင်ဆုံးမတန်းတင်ခန်းတစ်ခုလို့ပြောရင်မမှားပါဘူးတဘာဝလောကမှာရှင်သန်နိုင်မှုဆိုတာပါနတ်မှုရဲရင်မှုနဲ့ကံတရားတွေပေါင်းစပ်မှသာရနိုင်တာပါဒီဗီဒီယိုထဲကဘဲတတဝါရဲ့ရှင်သန်မှုကတင့်ကိုအံ့ဩဆုံးဖြစ်စေခဲ့တယ်လေအိုင်ကွာနာလေးရဲ့ဖြေးခွဲလားဒါမှမဟုတ်ရေရောက်ကငါးကြီးတွေရဲ့အမဲလိုက်ကွာလားအောက်က comment မှာရေးခဲ့ပေးပါတော့နော်အခုလိုစိတ်ဝင်စားစရာတော်ရိုင်းတိရိစ္ဆာန်ဗီဒီယိုတွေကိုအမြဲကြည့်ချင်တယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ပိုပြီးရင်ခုန်စရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်